Bà hua rồi đi tao nghe trên đeo này đi cái xô mà bọn nó muốn phá hết lo lấy cái bài qua rồi mà bọn nó cái hua rồi đi tao nghe trên xô mà rồi cái toa ra bà mẹ tôi không ra làm mẹ tôi nó không ra toa mẹ mẹ rồi bây giờ mà phải xài nó đi xài nó là xa nó bio đi xa để cái xa luôn cao mà hết đấy mà đi mà để cái xa là mà phòng mà con mà lấy bây giờ bà cái khu này đi rồi quá anh gì dù mẹ bỏ nó đã bây giờ mà mẹ đi nghe gì bây giờ này tôi nghe gì ơi mà tu mà nè rồi tu mà nè rồi đi rồi đi à đi nào mà đi thang ăn mẹ bỏ nó đi rồi đi con mà thay mũi đấy con mà đi thay mũi đấy Dạ đi nè cái gì nè ai cũng là vậy đi từng ngày thì nè ao vậy thì mà là xa đi rồi ai rồi vậy đi từng ngày cho là uống là vậy đi tôi phải suy lại rồi đó bây giờ đi xí lên mía này à bảo ai chẳng mua bà cái gì mà hai đứa tôi nhớ này đi nào rồi ai dùng không mà nghe chứ là cái không là cái nghe chứ không ra này là nghe đi mà đi nào thôi rồi anh mày cho mà ăn mấy khoa cho mà một tao mà nó phù ai nè cao ấy cho đi xem mà hey bà tu lấy bánh này đấy ma mẹ thì đấy mà bà cả sai nó chắc chắn bà cả lấy sai mày bảo nó thì đấy mà saiဒါလေးစားမယ်ဒီအောက်မှာဆိုရင်ကြတော့အချို့နည်းနည်းတဲသလိုမျိုးဟာလေးလောက်ရင်လည်းကောင်းတယ်ထမင်းမထပ်စားလိုက်ပါဒီမှာတော့ဒါလေးစားခြင်းနေပေါ့နော်ဒါလေးကတော့ဒီဆိုင်ရဲ့စနိချာဟင်းလေးပဲဖြစ်တယ်ပေါ့နော်ခုနမပြောတတ်လို့မပိုင်တော့မှရှင်ဒီကတော့ဒါလေးပဲစားမယ်ဈေးရတယ်ကြီးတယ်ရှင်တွားတာမဟုတ်ဘူးနော်ရည်တငယ်ချင်းအာလူကြော်မာထားသေးလားမသိဘူးအဲ့တူတမမတော့ဘာလို့ထားလိုက်ပါသူမိုင်းမာထားလောက်ရည်ကကျတော့အေးအရန်စိုက်တဲ့အတွက်ကြောင့်အေးနှစ်ခွက်တောက်ပါမယ်ရှင်ဒီပေါ်ကဒါလေးတောက်မယ်ရည်ဒီဆိုင်မှာအများနဲ့အေးလေးကိုတောက်ဖြစ်တယ်ပေါ့နော်တကယ်အပြင်မှာတောက်နေတယ်လို့ပဲပြီးတော့ရည်ကချောကလက်ဆိုရင်ကျတဲ့ချောကလက်နောက်တော့ပဲတက်အောင်နော်ဒါကတော့ကိတ်အေးရတော့ချောကလက်ပေါ့နော်ခေဒါကမှာလိုက်ပါပြီနာပြီးပြီလေးသွားတော့မယ်ဒီကျမှလာယူမယ်ရှင်โอเคရလာယူမယ်နော်ငယ်ချင်းရိုက်တယ်ငယ်ချင်းကနေစားလို့ရတယ်ကျမတငယ်ချင်းကကျမစားလို့ရတယ်ဒါပေမဲ့ကျမမစားပါဘူးရှင်ဒီစပွဲလေးကသိနေမလားမသိဘူးကျစပွဲရွှေ့လိုက်မယ်စပွဲရွှေ့ပြီဒါကတော့ဒီထိုင်မဲ့စပွဲမဟုတ်တော့ဘူးဒီတို့တငယ်ချင်းနဲ့ရောက်အေးစစ်စစ်လေးဖြစ်မဲ့နေရโอ้ဒီမှာသူများရင်တော့စားနေရပြီကိုဒီနားမှာပဲထိုင်တော့မယ်ကွယ်ဒီနားမှာပဲထိုင်မှာဆိုတော့အဲ့နားမှာပဲထိုင်နေတော့နေရအဲ့မှာရနေပြီဆိုတော့ပစ္စည်းတော့လေးပါဦးမယ်ကဲရပြီထိုင်လိုက်ပါဦးမယ် ဟ
sorry ပါနော်ခဏတော့ခဏမောလို့ရေးသွားတော့ပါ sorry ပါရှင်ထိုင်လို့လည်းမြောက်ရဒီကဟဲ့ခဏလေးနော်ကဲကိုကတော့ဒီနားမှာပဲထိုင်ရမှာပေါ့နော်အဲ့ကြောင့်နားမှာပဲထိုင်ရပါတော့မယ်မြမတော့ရရင်လည်းညာသွားတယ်ထင်တယ်ပရေချင်းဟာရတော့နောက်ကျမှချလိုက်ပါတော့တောင်းမှန်ပါတယ်ဘာကလေးစားပါမယ်ငယ်ချင်းစားခိုင်းလိုက်ပါမယ်စားငယ်ချင်းစားငယ်ငါစားဘာတယောက်တည်းမကောင်းဘူးငယ်ချင်းစားလို့ကောင်းတယ်စင်ဘာကလေးရတယ်တော်ကဘာကလေးအရောက်တာအရင်ရှိတ်ပါကဲနောက်ကမပေါ့တော့ဒီစားလေးကိုလာစားကြဖို့ဖိတ်ခေါ်ပါလေရှင်တော်ကစားလို့ကောင်းပါပြီဒီကနေ့ချာဟီလီဖြစ်တဲ့ဒါလေးကိုစားရမယ်ရှင်ခမင်းစားမယ်ဒီနောက်ကပြဟလဲတာဟဲ့စပိုက်ဒါမန်လည်းအဖြူလေးလိုအမဲလေးဒီကိန်းလေးပါလေသူကစမရဲ့ညီမလေးတယောက်လည်းရှိရဲ့သူကကြတော့ဟိုးပတ်ဝိုင်းမှာထိုင်းနေတယ်ဒါကကျမလည်းခဏစားပါမယ်မောင်ဆွဲပဲကျကျမလည်းဒီပါးလေးမှာကျမကျပန်းကြိုက်တယ်ဒါပေမဲ့ကျပောင်လည်းကြိုက်ကျပောင်လို့အဲ့လိုစက်တောင်မှာကျမရမ်းကြိုက်တာအဲ့ဒါကိုသေးလုံးပါကျမရိုးပဲကြံတော့လေဖိုင်းတော့ဒီနေ့စားပါစားခိုင်းနေတယ်လေကျုပ်ကြောင့်စားချင်တာကွာအပြင်မှာတော့လည်းစားချင်တာပဲကျုပ်ကြော်လေးလည်းစားပါမယ်ဟိုကျမတငယ်ချင်းကဘာကလေးမှပြီးထက်စားတကယ်ကိုမစားလို့ကောင်းတော့ဘာသာထဲမှာအေးဘူးဆိုတာပြီးသမင်းနေစားကျမအေးတောက်မရှင်ကျတော့ဟိုမှာတောက်လို့ကောင်းတဲ့ချောကလက်အေးလေးရလေကျမရဲ့ favorite ပေါ့နော်ချောကလက်အေးလေးရလေအဲ့ဒါပြီးကျမအာလူကြော်ပြီးစားမယ်ကျမအာလူကြော်သူများစားနေတယ်စားလို့ကောင်းပါပဲတကယ်ကိုမစားလို့ကောင်းမဲ့ပုံလေးရာအေးဘယ်နဲ့စားနေပုံလေးရာဘာသာသေးဟိုဘေးဘာသာသေးဟဲ့စားတာရဟောရလားရှားထုတ်ပြီးတော့ခေါက်တော့ကြော်နေကြရရတယ်ဟာအများကြီးပါ
တော်မလဲပါလဲဒီလေးသားလိုက်တော့မယ်ကဲအဲ့ဆိုရင်ဒီဗီဒီယိုလေးကလည်းတော်တော်ကိုရှင်းနေဆိုဒီဗီဒီယိုလေးတွေလောက်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်ကျမနဲ့လာဆော့ပဲကျမတကယ်ကြုံလဲကျေးဇူးအများကြီးတင်ပါတယ်အောင်မယ်တဒါ